Assalamu alaikum အားလုံးပဲမင်္ဂလာပါခင်ဗျာဥမန်နိုင်ငံကနေ UAE နိုင်ငံတဲကိုစိတ်လှုပ်ရှားစရာဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ခရီးစဉ်ဒီနေ့မှာတော့ဆိုင်ကယ်တစ်စီးနဲ့ကဘာပတ်နေတဲ့ခရီးသွားတစ်ယောက်ရဲ့ဥမန်နိုင်ငံကနေ UAE နိုင်ငံတဲကိုစိတ်လှုပ်ရှားစရာဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ခရီးစဉ်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီခရီးစဉ်ဟာဥမန်နိုင်ငံဆိုဟာမြို့ကနေမနက်9:00 နာရီခွဲမှာစတင်ခဲ့တာပါနယ်စပ်ကိုရောက်ဖို့တနာရီလောက်ပဲမောင်းနှင်ခဲ့ရပြီးအိုမန်ဘချမ်းမှာနယ်စပ်ဖက်ကျော်မှုဟာနိုင်ငံကူးလက်မှတ်နဲ့ဆိုင်ကယ်စာအုပ်ကာနတ်တုံးထုယုံဖို့လို့တကယ်ကိုမြန်ဆိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒူဘိုင်းဘတ်အဝင်မှာတော့စိန်ခေါ်မှုတချို့ရှိခဲ့ပါတယ်။နယ်စပ်မှာတပ်ပုံနဲ့ဗီဒီယိုရိုက်ကူးခွင့်မပြုလာကြော့မှတ်ကမ်းမတင်နိုင်ခဲ့ပါဘူး။ UAE တဲဝင်ဖို့ဗီဇာမလိုပေမဲ့ဆိုင်ကယ်အာမခံကိုတော့မဖြစ်မနေဝယ်ယူခဲ့ရပါတယ်။အကောက်ခွန်မှာတော့အိတ်တွေအားလုံးကိုဖွင့်ပြီးအသေးစိတ်စစ်ဆေးတာခံခဲ့ရပါတယ်ဒီလိုစစ်ဆေးမှုတွေရှိခဲ့ပေမဲ့စုစုပေါင်းတနာရီအတွင်းမှာပဲ UAE နိုင်ငံတဲကိုအောင်မြင်ဝင်ရောက်နိုင်ခဲ့ပါတယ်။ဒူဘိုင်းကိုရောက်ချင်းမှာပဲ data ကန် SIM ကပ်ဝယ်ယူပြီး online ဖြန့်တက်နိုင်အောင်လုပ်ဆောင်ခဲ့တယ်လို့နောက်ထပ်ခရီးစဉ်ဖြစ်တဲ့အီရန်နိုင်ငံကိုတွားဖို့ကူးတို့တင်ပေါ်လက်မှတ်ကိုလည်းရှားဂျားမြို့မှာရှိတဲ့ agency မှာကြိုတင်စီးရင်သေးထွင်နိုင်ခဲ့ပါတယ်။အခုဆိုရင်သူမဟာဒူဘိုင်းကဟိုတယ်မှာတပတ်ကြာတဲခိုနေထိုင်ရင်ရှေ့ဆက်ရမယ့်ခရီးစဉ်တွေအတွက်ပြင်ဆင်နေပါတယ်အထူးသဖြင့်လာမယ့်ဂျာတာပရိနီမှာတက်မင်းစတန်ဗီဇာလျှောက်ထားဖို့အဘူဒါဘီမြို့မှာရှိတဲ့တန်အောင်ကိုတွားရောက်ရမှာဖြစ်လို့ဒါဟာတကယ်ကိုအရေးကြီးတဲ့အဆင့်တစ်ခုပဲဖြစ်ပါတယ်။ရှေ့ဆက်ဒီတက်မင်းစတန်ဗီဇာရမရဆိုတာကိုတော့နောက်ထပ်ဗီဒီယိုတွေမှာစောင့်ကြည့်ရမှာဖြစ်ပြီးအခုလိုစိတ်ဝင်စားစရာသတင်းအကြောင်းအရာတွေကိုသိရှိဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းရင်ဒီနေ့အစီအစဉ်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။